မယ်နှစ်80ပြည့်တက်မတော်နေ့ဈေးပြခန်းနာမှာပါဝင်ချစ်တဲ့ဈေးပြကြမယ်ဈေးပြစစ်ကြောင်းကြီးများဟာဒီကနေ့မနက်ပိုင်းကနေပြောဈေးပြခွဲမှာဝိတ်ဆုံဖြင့်ဈေးပြလေ့ကျင့်မှုများဆောင်ရွက်ကြပါတယ်ဈေးပြလေ့ကျင့်မှုမှာစစ်ကြောင်း9ကြောင်းမှာအရာရှိစစ်သည်များမြေသမီးတပ်ဖွဲ့ဝင်များဟာစုရက်ဖြစ်တဲ့တက်တက်ပွဲမှာဈေးပြကွင်းကြီးကိုတက်မတော်ကြီးရည်လေးစစ်တီဝိုင်းဖွဲ့နေမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲတီဝိုင်းဖွဲ့ရဲ့တီးကမ်းမှုနဲ့တူစစ်ချီတခြင်းများကိုအားမှန်ပြေဝနဲ့တီးဆိုပြီးညီညာစွာရှိတတ်ကြပါဈေးပြခန္ဓာစီစဉ်များတိုင်းလေ့ကျင့်ဆောင်ရွက်ကြပါတယ်အဲဒီလိုလေ့ကျင့်နေမှုများကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးစုံနဲ့တူကာကွယ်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးပြည်ထောင်စုဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဤနိုင်ကုတ်ကေမှုကြီးရီဗိုလ်ချုပ်ကြီးကျော်စွာလင်းကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးထိန်ဝင်းကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးထွန်းအောင်တက်မတော်နှင့်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌတက်မတော်လေ့ကျင့်ရရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းကာကွယ်ရေးဦးစီးချုပ်ရုံးမှတက်မတော်ရရှိခြင်းများတက်မတော်နှင့်ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌရေပြောတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်စိုးမင်းနှင့်တာဝန်ရှိသူများကတွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။အဲဒီလိုကြည့်ရှုစစ်ဆေးရမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးနှင့်အဖွဲ့ဝင်များဟာလမ်းတော်ဖွဲ့နှင့်ဈေးပြစစ်ကြောင်းများရဲ့ဈေးပြကွင်းအတွင်းခြေတက်ဝင်ရောက်နေရာယူမှုများနှစ်80ပြည့်တက်မတော်နှင့်ဈေးပြအခမ်းအနားကိုတက်ရောက်လာကြမဲ့ဧည့်သည်တော်ကြီးများအတွက်ထိုင်ကုန်နေရာချထားမှုများပြည်ပဧည့်သည်တော်ကြီးများအတွက် SIS Simultaneous Interpretation System ဘာသာပြန်ဆက်တက်ဆင်ထားရှိမှုများမြင်းစည်းတက်ခွဲနှင့်အရေးကြီးပုဂ္ဂိုလ်ရင်တန်းဝင်ရောက်နေရာယူမှုများကိုပထမဦးစွာကြည့်ရှုစစ်ဆေးပါရယ်ဆက်လက်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးနှင့်အဖွဲ့များဟာတပ်မတော်လေးမှလေရင်ရဟတ်ယာဉ်များရဲ့အချိန်ကိုက်အုပ်ဖွဲ့ပြန်တန်းလေ့ကျင့်မှုများလမ်းတော်ဖွဲ့နှင့်စစ်ကြောင်းတက်ခွဲများရဲ့ဝေစားစီရင်မှုဆိုင်ရာများဈေးပြလမ်းများဈေးပြလက်နက်ငယ်များနဲ့ဈေးဝတ်တစားများပြင်ဆင်ထားရှိမှုနဲ့ဈေးပြတက်ခွဲတည်တည်ရဲ့ဈေးပြလှုပ်ရှားမှုများကိုအသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများကိုတာဝန်ရှိသူများနဲ့ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးပါရယ်ဆိုပါဈေးပြခန်းနာမှာတက်မတော်ကြီးရည်လေးနဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့တို့မှအရာရှိစစ်သည်များမြေသမီးတပ်ဖွဲ့ဝင်များမြေသမီးအထူးတပ်ဖွဲ့ဝင်များတက်မတော်လေးမှလေရင်ဟိတ်များပါဝင်နေလို့သတင်းရရှိပါရှင်